နေ့ပြောပြချင်တဲ့ဇာလန်လေးကယူယူလေးနဲ့ရင်ထဲကိုတော်တော်လေးထိရှာစေမဲ့ပုံမြင်လေးတစ်ပုဒ်ပေါ့ဒါရိုက်တာဦးနီလန်ကသူ့ရဲ့ငယ်ဘဝအမတ်တရလေးတွေကိုအခြေခံပြီးရိုက်ကူးထားဖြစ်ပြီးတိုဂျိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာအကောင်းဆုံးအာရှရုပ်ရှင်ဆုအပါအဝင်တခြားဆုပေါင်း10ခုကျော်တောင်ရရှိထားတဲ့ဇာတ်ကားလေးပါဖခင်ဖြစ်သူကမိဘမဲ့ကြီးဟာမှာထားဖစ်ခဲ့တဲ့မင်္ဂလိငယ်လေးတယောက်ရဲ့ကဘာငယ်လေးဘလို့တွေပြောင်းလဲသွားလဲဆိုတာကိုပြသထားတဲ့ဇာတ်လမ်းလေးပါအားလုံးပဲမင်္ဂလာပါရှင် ONN Recap မြန်မာမှာကြိုဆိုပါရစေဒီတစ်ခါတော့ A Brand New Life ဆိုတဲ့ဇာတ်ကားလေးတွေကဂျင်ဟီဆိုတဲ့ကောင်မလေးရဲ့အယမ်းတနာစရာကောင်းတဲ့ဇာတ်ဝင်ခန်းလေးကိုပြောပြပေးပါမယ်ရှင်ဂျင်ဟီဆိုတဲ့ကောင်မလေးကသူ့ဖေကိုတိတ်ချစ်တာတနေ့တော့အဖေဖြစ်သူကမနေ့စောစောစီးစီးဂျင်ဟီကိုစပိန်လေးနဲ့အပြင်လိုက်ပို့တယ်လူကျင်နာတွေဝယ်ပေးဖနက်အစ်စ်လေးတွေအင်ဂျီအလှလေးတွေဝယ်ပေးတော့ဂျင်းဟီခမရပျော်နေတာပေါ့ဆိုင်မှာလဲကောင်းကောင်းမွန်မွန်ကြွေးသေးတယ်ညဘက်အပြန်စပိန်နောက်မှာထိုင်ရင်အဖေကြောပြင်ကြီးကိုမှီပြီးလိုက်လာရတာဂျင်းဟီကွတ်တော့ကဘာမှာအေးချမ်းဆုံးပဲအဲ့ဒီညအဖေဘေးမှာအေးပျော်သွားလိုက်တာနောက်ရက်ကျတော့အဖေကဝယ်ပေးထားတဲ့အင်ဂျီအစ်စ်လေးဝတ်ခိုင်းပြီးခရီးတစ်ခုထွက်လာကြတယ်ကားပေါ်အဆင်းတော့အဖေကသူ့အကြိုက်ဆုံးကိတ်မှုကြီးတစ်လုံးဝယ်ပေးတယ်ပြီးတော့မှဂျင်းဟီကိုသမီးဟိုရောက်ရင်သူများတွေနဲ့တိတ်အောင်နေလူကြီးစကားနားထောင်တော့လို့မှားတယ်ခလီးဆိုတော့လေဘာကြောင့်ဒီလိုပြောမှန်းမသိရှာဘူးပေါ့ခဏနေတော့ခြံဝင်းကြီးတစ်ခုရှိရောက်သွားလေအထဲမှာတော့သူ့လိုကလေးတွေအများကြီးပဲဂေဟာဆရာမတယောက်ကသူတို့ကိုရုံးခန်းထဲခေါ်သွားတယ်ပြီးတော့ဂျင်းဟီကိုကြောင်းထဲလိုက်ကြည့်ဖို့တခြားဆရာမတယောက်နဲ့ထည့်လိုက်တာပေါ့အဖေနဲ့မခွဲကြည့်မိမဲ့လေခဏဆိုပြီးလိုက်သွားတော့မှအဖေဖြစ်သူကတော့ဂျင်းဟီကိုနောက်ဆုံးတစ်ခေါက်လွှဲ့ကြည့်ပြီးထားခဲ့ပါတော့တယ်ဂျင်းဟီအပြင်ရောက်တော့တခြားကလေးတွေကဝိုင်းမိကြတာပေါ့နာမည်ဘလို့ခေါ်လဲအသက်ဘလောက်လဲဆိုပြီးဒါပေမဲ့ဂျင်းဟီကဘာမှပြန်မပြောပဲတိတ်တိတ်လေးပဲနေနေတယ်ရုတ်တရက်ဆိုသလိုဂျင်းဟီကကိတ်မုံကြီးယူဖို့မိနေတာတရေရပြီးပြန်ပြေးအထွက်မှာမြင်လိုက်ရတာကသူ့ကိုထားခဲ့ပြီးထွက်သွားတဲ့အဖေရဲ့ကြောပင်ကြီးဂျင်းဟီမှရင်တွေကွက်မတခံစားလိုက်ရပေမဲ့အဖေကသူ့ကိုဒီမှာထားရထားခဲ့ပြီးဆိုတာကိုဦးကြောင်ကြောင်လေးနဲ့မယုံနိုင်သေးဘူးအဲ့ဒီအချိန်မှာဂေဟာကတာဝန်ခံပူးမှုကဂျင်းဟီကိတ်မုံကိုခလီးအားလုံးကိုဝေကျွေးလိုက်တယ်ဂျင်းဟီကအဲ့ဒီကိတ်မုံကိုတိတ်ကြွိုက်ပြီးမဲ့တလုံးမတော့မမြင်နိုင်ရှာဘူးသူစိမ့်တွေကြားထဲမှာတယောက်တည်းကြံခဲ့တဲ့ဂျင်းဟီကအဖေပြန်လာခေါ်มาလို့ပူမူကိုပြောရှာတယ်ဒါပေမဲ့ပူမူကအဖေကမင်းကိုလင်ခဲ့တာလို့ခက်ဖြက်ဖြက်ပြောလိုက်ပြီးအင်ဂျီအသက်တွေကိုချွတ်အဝတ်ဟောင်းတွေလဲခိုင်းတဲ့အခါမှာတော့ဂျင်းဟီလက်မခံတော့ပဲခြုံပွတ်ထဲမှာသွားပုံနေပါတော့တယ်ညရောက်တဲ့အထိဂျင်းဟီတယောက်တည်းအဖေပြန်လာနုံနုံနဲ့စောင့်နေပြီမယ်ဘယ်သူမှရောက်မလာခဲ့ဘူးနောက်ဆုံးတော့ဝမ်းနဲ့ပိုက်စာစွာနဲ့ပဲမိဖို့ချောင်းတွေကိုတိတ်တိတ်လေးဝင်သွားရရှာပါတော့တယ်ဂျင်းဟီကမြားဘိုက်ကလည်းစာစိတ်ကလည်းလီနေတော့မိဖို့ချောင်းထဲမှာပင်အိပ်ပျော်သွားရှာတယ်အဲ့ဒါကိုဂေဟာမှုပုံမကမြင်တော့တခြားကလေးတွေအိတ်တဲ့အခန်းထဲကိုခြီးပြီးသွားသိပ်ပေးလိုက်တာပေါ့ညလေကောင်မှာဂျင်းဟီနိုးလာတော့အခန်းထဲမှာကောင်မလေးတတိုက်တာတော့ဖဲချက်တွေနဲ့ကန်ကြမဟော်ရန်ကစားနေကြတာကိုတွေ့ရတယ်ဖဲချက်တစ်ခုကဧည့်သည်အသစ်ရောက်လာလိမ့်မယ်လို့ဆိုတော့ကောင်မလေးတယောက်ကအေးလေဒီနေ့ဂျင်းဟီရောက်လာတယ်လေလို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီထဲမှာအသက်အကြီးဆုံးရီရှင်ကသူကဧည့်သည်မဟုတ်ဘူးငါတို့လိုပဲဒီမှာအမြဲတမ်းနေရတော့မယ်သူလို့ခက်အေးအေးပဲပြောချလိုက်တာအဲ့ဒီစကားကိုကြားလိုက်ရတဲ့ဂျင်းဟီမှာရင်ထဲနင်ခနေဖြစ်သွားပြီးအိယာထဲမှာတင်တီတီလေးရှိုက်ကြီးတငင်ကိုပါလီရောနောက်ရက်ကျတော့လေဂျင်းဟီကအစာငတ်ခံဆန္ဒပြသေးတာပေါ့ထမင်းကျွေးတာကိုပကန်းနဲ့ဖိပေါက်လိုက်တော့ဘူမိုကပြန်တင်ခိုင်းတယ်သူကတော့ကြောက်ရွံ့ကြီးလိုပဲမလွတ်မရှထိုင်နေလားအဲ့ဒီမှာတငယ်ချင်းအသစ်ဆူကီကဝင်ကူပြီးတုတ်ပေးရင်းနဲ့ဒါနေအိမ်မဟုတ်ဘူးနော်ဒီမှာလာပြီးကြီးမကြက်နဲ့လို့တတိပေးရှာတယ်ဂျင်းဟီကတော့ဆွဲမလျှော့ဘူးဒါရိုက်တာစီသွားပြီးအဖေကိုဖုန်းဆက်ပေးပါလို့တောင်းဆိုတယ်ဒါပေမဲ့ဂေဟာမှာအဖေလိပ်စာရောဖုန်းနံပါတ်ရောမရှိဘူးလေဂျင်းဟီကငိုယိုပြီးသမီးကမိဘမဲ့မဟုတ်ဘူးအဖေကခရီးသွားဖို့အင်ဂျီအသစ်တွေဝယ်ပေးထားတာအဲ့ဒါတွေပြန်ပြီးသမီးအိမ်ပြန်တော့မယ်လို့ပြောပြီးချန်စီယိုတတိုင်းပေါ်ကိုအတင်းတက်ပြေးတာပေါ့လူကြီးတွေကစိန်ခိုင်းလည်းမစင်ဘူးနောက်ဆုံးဘိုမိုကကဲသွားချင်လေသွားတော့ဆိုပြီးချန်တကားကိုတော့ဖွင့်ပေးလိုက်တယ်ဒါပေမဲ့တကယ်တမ်းချန်ပီယံရောက်သွားတော့ဂျင်းဟီဘဲကိုသွားရမယ်မသိတော့ဘူးအမှန်တော့ဘိုမိုကဒီလိုကလေးမျိုးတွေအများကြီးမြင်ဘူးနေတော့ဂျင်းဟီတကယ်တည်းမသွားနိုင်မှန်းသိလို့တမင်လွတ်ပေးလိုက်တာညဘက်ကျတော့ဂျင်းဟီခမဖိုက်ကတိတ်စာနေပြီလေအိုးထဲမှာကြံနေတဲ့ထမင်းခဲလေးကိုကုတ်ကတ်စားနေရရှာတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဂျင်းဟီလည်းတဖြည်းဖြည်းနဲ့ဒီကကလေးတွေနဲ့ရောနှောဟိုကျူးစားလာတယ်ဆူကီနဲ့လည်းခင်သွားတယ်လို့ရီရှင်တို့ဖဲချက်ဟောတာကိုလည်းဘေးကနေဝင်ကြည့်လာတယ်ဒါနဲ့ရီရှင်အကြောင်းပြောပြရအောင်မယ်သူကခြေတော့တစ်ဖက်မကောင်းတော့လမ်းလျှောက်ရင်နည်းနည်းထော်နေဖြစ်နေလားအဲဒါကြောင့်ပဲသူ့ကိုဘဲမီတော်စုကမှငွေစားဖို့လာမခေါ်ကြတာဖြစ်နိုင်တယ်သူကဟင်းတီဟင်းရွက်ရောင်းတဲ့ကောင်လေးဖြစ်တဲ့ဂျောင်စုဆိုတဲ့ကောင်လေးကိုခရုတိုင်လေးချင်နေလာတယ်တရက်တော့ဆေးစီဖို့ဆေးရုံရောက်တဲ့အခါဆရာဝန်ကဂျင်းဟီကိုမေးတယ်သမီးကိုဘာလို့ဒီကိုပို့လိုက်တာလဲသိလားတဲ့ဂျင်းဟီကဝမ်းထဲစာကောင်းတဲ့အမှန်တစ်ခုကိုပြောပြရှာတယ်သူအမေဆုံးသွားတဲ့နောက်ပိုင်းမှာအဖေကနောက်မိမ့်မှယူလိုက်တော့ပေါ့
အဲ့ဒီမှာမောင်လေးတယောက်ရလာတယ်တနေ့တော့ဂျင်ဟီကမောင်လေးကိုချီထားတော့မှသူ့အင်ကြီးကဂျင်ထိုးတင်ဆိုလေးကမောင်လေးကိုမတော်တဆဆူးမိပြီးတွေးထွက်သွားတာအဲ့ဒါကိုမိတွေးဖြစ်သူကဂျင်ဟီကမောင်လေးကိုတမင်တက်ချင်လို့လုပ်တာဆိုပြီးဆွဆွဲတော့တာပဲအဲ့ဒီနောက်မှာတော့အဖေကဂျင်ဟီကိုအခုလိုဆွန့်ပစ်ဖို့ဆွန့်ဖြတ်လိုက်ပုံရပါတယ်မိထွေးနဲ့မောင်လေးကြားမှာမျက်နှာငယ်ခဲ့ရတဲ့ဂျင်ဟီလေးရဲ့ဘဝကတကယ်ကိုရင်နာရှာပါပဲဂျင်ဟီလေးကတော့သူ့ရဲ့ဝမ်းနဲ့ရှာကောင်းတဲ့အတိတ်ကိုပြောပြရင်ငိုရှာတာပေါ့အဖေကငါ့ကိုမလို့ချင်တော့လူဒီမှာထားခဲ့တာလားဆိုတဲ့အတွေးမျိုးနဲ့ပေါ့ဒါပေမဲ့ကလေးဆိုတော့လေခဏနေတော့တငယ်ချင်းအတက်စုကြီးနဲ့အတူဒဏ်ရာရနေတဲ့ငှက်ကလေးတစ်ကောင်ကိုတွေ့ပြီးဖြူစုပင်အာယုံပြောင်းသွားပြန်တယ်ဒီကြားထဲမှာဂျင်ဟီကစူကီအင်ကြီးမှာတွေးတွေပေးနေတာတွေ့တော့ဘာလို့လဲလူမေးကြီးမိတယ်စူကီကဒါကလူပြိုးဖော်အပြိုးဖော်ဝင်တာပီရီယက်လာတာလို့ပြောပြတယ်ထူးဆန်းတာကဒါကိုလွတ်ခွတ်ထားရမယ်တဲ့ဘာလို့လဲဆိုတော့ကလေးမွေးစားပဲမွေးသားစုတွေကအပြိုဖော်ဝင်ပြေးသားမင်းကလေးတွေကိုဆိုရင်တိတ်မလို့ချင်းကြတော့လို့တဲ့ကလေးတွေခမညာမွေးစားခင်ရဖို့အတွက်ဒီလိုတဘာဝတရားတွေကိုတော့ဖုံးကွယ်ထားရရှာတာစိတ်မကောင်းစရာပဲနော်တညတော့သူတို့နှစ်ယောက်ညက်ကလေးအတွက်အစာခိုးဖို့မီးပူချောင်းနဲ့တွားရင်ရီရှင်ကိုနီလာကိုတွေးလိုက်ရတယ်အသက်ကြီးပြီးခြေတော့မကောင်းတဲ့ရီရှင်ကိုလင်းမယားသက်ဆောင်ကမွေးစားချင်တယ်ဆိုလို့ဒါပေမဲ့အဲ့ဒီလူတွေကရီရှင်ကိုသမီးအရင်လိုချစ်ဖို့ထက်အိမ်ဖော်လိုမျိုးခိုင်းစီဖို့အတွက်ပဲလိုချင်ကြတာလေဘုံဘုံကနင်းချီတောင်နဲ့ဒီလောက်အရွယ်ကိုမွေးစားချင်တာတော်တော်ကန်ကောင်းနေပြီလို့ပြောလိုက်တာရီရှင်လေးခမရင်ကွဲမတက်ခံစားသွားရရှာတယ်။ဂျီဟီကတော့ဆူကီနဲ့ပေါင်ပြီးဒီကေဟော့ဘဝကိုကျင်းသွားရလာပါပြီ။ဒါပေမဲ့ဆူကီကအမေရိကန်မှာဆိုရင်ပန်ကိတ်တွေကိုနေ့တိုင်းစားရမှာလို့ပြောတော့ဂျီဟီကငါကမလိုက်ဘူးအဖေပြန်လာခေါ်မှာလို့ဆွဲနှစ်ပတ်နဲ့ပြောတော့မှာပဲ။ဆူကီကတော့သူ့အဖေကိုတခါမှမမြင်ဘူး။အမေကလည်းသူ့ကိုအတော်ဖြစ်သူစီထားခဲ့ပြီးပျောက်သွားတာ။ဘေးတင်ဆရာကနိုင်ငံသားမှာကန်ကောင်းမယ်လို့ဟောဘူးလို့ဆူကီခမရအင်္ဂလိပ်စာတွေစ조사တင်ပြီးနိုင်ငံသားတွေလာရင်အချိုးအသားဆုံးပြုံးပြပြီးမွေးစားခံရဖို့စ조사နေရှာတာဒီကေဟာကကလီတိုင်းဟာရေငက်နေတဲ့ငက်ကလေးတွေလိုပဲတနေ့မှနွဲထွေးတဲ့မိသားစုတစ်ခုကလာခေါ်မလားဆိုပြီးမျောလင်းချက်နဲ့စောင့်နေကြတာပေါ့တရက်တော့တကယ်ပဲအမေရိကန်လင်မယားငယ်ရောက်လာတယ်ဆူကီကတော့အစွမ်းကုန်စ조사ပြီးသူ့အကြောင်းတွေအင်္ဂလိပ်လိုပြောပြတာပေါ့ချင်းဟီကတော့ခက်တီတီပဲသူကမှမွေးစားမခံချင်တာဒါနဲ့ရီရွှင်ကသူချစ်နေတဲ့ချောင်းစုစီကိုစားတဲ့ဆောင်ကိုပေးလိုက်သေးတယ်အားလုံးကဝမ်းတာပေးနေကြပြီမဲ့ချောင်းစုစီကစပြန်လာတဲ့အခါမှာတော့ရီရွှင်ရဲ့မျက်နှာလေးညှိုးသွားပြန်တယ်စာထဲမှာဘာတွေရေးထားတဲ့ဆိုတာအားလုံးရင်မိလိုက်ကြတာပေါ့အဲ့ဒီနေ့ကစာလီရီရွှင်ဟောင်းဘာမှလည်းမစားဘသူနဲ့မှစကားမပြောဘဲနဲ့တယောက်တည်းမိုင်းနေတော့တာပဲနှစ်ပေါင်းများစွာဒီကေဟာမာနေလာပြီးခြေထောက်မကောင်းလို့ဘသူမှမွေးစားတာမခံရတဲ့အပြင်အခြေရေးမှာကံမကောင်းရှာတဲ့ယူရှင်လေးကိုကြည့်ပြီးချင်းဟီရိုလည်းစိတ်မကောင်းဖြစ်နေကြတယ်။ယူရှင်ခမညာသူ့ဘဝရဲ့တူရီသောအားကိုးရလို့တတ်မှတ်ထားတဲ့ကြောင်စုစီကညှင်းပယ်ခံလိုက်ရတော့တော်တော်လေးစိတ်တက်ကြသွားရှာတယ်။နောက်ရက်မှာချင်းဟီရိုပြုစုထားတဲ့ငှက်ကလေးတေးသွားတာကလည်းသူတို့ကလေးတွေအတွက်နမိမကောင်းတယ်လို့ပဲ။အဲ့ဒီချိန်မှာပဲရီရှင်ကကိုအဆုံးစီရင်ဖို့စူးစမ်းခဲ့လို့ဘူမိုကသူ့ကိုကြောပိုးပြီးစေယုံကိုအသင်းပြပို့ခဲ့ရတယ်။တစ်ဖက်မှာလည်းအမေရိကန်လင်မယားကဂျင်ဟီနဲ့ဆူကီကိုထပ်ခေါ်တွေ့ပြန်ရောဆူကီကတော့သူတို့သဘောကျအောင်အစွမ်းကုန်ဖြေပြီးမဲ့ဂျင်ဟီကတော့နှုတ်ဆက်နေတော့မယ်ဆူကီကငါတို့နှစ်ယောက်လုံးကိုသူတို့သဘောကျနေတာအတူတူလိုက်သွားကြရအောင်လေလို့ဖြောင်းဖျတော့မှဂျင်ဟီလည်းတကယ်အတူတူသွားလို့ရမလားဆိုပြီးမျောလင်းချက်လေးနည်းနည်းရှိလာတယ်သူတို့နှစ်ယောက်တယောက်ကိုတယောက်အဖိုးပြူပြီးအတူတူသွားကြမယ်လို့ဂတိတီတောင်ပေးခဲ့ကြသေးတာဆေးရုံကပြန်ဆင်းလာတဲ့ရီရှင်ကတော့လူပုံအလဲမှာတောင်းပန်စကားပြောရတယ်ဖျားသခင်ပေးတဲ့အသက်ကိုအလားဟာတာမဖြုံးတီးတော့ပါဘူးလို့သူပြောတဲ့စကားရဲ့အတိတ်ပဲကိုတခြားကလေးတွေကနားမလည်ပဲရမောနေကြပြီမဲ့ရီရှင်ကတော့အလိုက်တင်လေးလိုက်ရဲပြီးရှာတယ်။မကြခင်မှာပဲရီရှင်ကိုဟိုအသက်ကြီးကြီးလင်များနဲ့ဟောက်ကလာပြီးမွေးစားသွားကြတယ်။ရီရှင်ထွက်သွားတဲ့အချိန်မှာသူ့ကိုသမီးရန်လိုချစ်ရှာတဲ့ဂေဟာမိုဘိုမိုကတော့ရင်ကွက်မတက်ခံစားနေလို့အပြင်ကိုထွက်မလာနိုင်ပဲအခက်ထဲမှာပဲတိတ်တိတ်လေးငိုနေရှာတယ်။ဒါကမိဘမဲ့ဂေဟာတဲ့နာကျင်စရာကောင်းတဲ့စီမင်းတစ်ခုလိုဖြစ်နေတာပေါ့ဂျင်ဟီကတော့ပိုပြီးဝမ်းနဲ့စရာကောင်းတဲ့အလဲပေါင်းကဆူကီစီကရောက်လာတာပဲဆူကီကဂျင်ဟီကိုအင်္ဂလိပ်စာတွေသင်ပြီးအတူတူလိုက်ဖို့စ조사ခဲ့ပေမဲ့တကယ်တမ်းကျတော့အမေရိကန်လင်မယားကဆူကီတယောက်တည်းကိုပဲခေါ်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်ဆူကီထွက်သွားတဲ့အချိန်မှာဂျင်ဟီခမရလှဲလောက်မကြည့်နိုင်တော့ဘူးတူဒီတော့တငယ်ချင်းလည်းထွက်သွားပြီဆိုတော့ဂျင်ဟီမှာအားကိုးရမယ်သွားပြီလေနောက်ဆုံးမှာဂျင်ဟီဟာဒီမှာ10စက္ကန့်တောင်ထပ်မနေချင်တော့ဘူးဒါရိုက်တာစီပြေးသွားပြီးသူ့ရိတ်လိပ်စာကိုအတင်းပေးတယ်အဖေဖို့ရှာပေးပါသူမိဒီမှာမနေချင်တော့ဘူးလို့ငိုယိုပြီးတောင်းပန်တော့တာပေါ့ဒါရိုက်တာကလည်းရှာပေးပါမယ်လို့ကတိပေးလိုက်တယ်ဂေဟာကိုအယုတ်တစ်တွေရုပ်တဲ့နေ့မှာတခြားကလေးတွေပြောနေပြီးမဲ့ဂျင်ဟီကတော့သူ့အယုတ်ကိုဒေါသတကြီးနဲ့အစိတ်စိတ်အမွာမွာရွှဲဖျက်ပစ်လိုက်တယ်သူ့ရန်ထဲမှာဘလုတ်တောင်ပောက်ကွဲနေမလဲဆိုတာကိုဘူမိုကရေးမိတာပေါ့ဒါကြောင့်သူ့ကိုအပြင်ခေါ်ထုတ်ပြီးတုတ်တချောင်းပေးကမကျင်တတ်တာရှိရင်ဒီခုတင်ကိုပဲရိုက်ချလိုက်လို့ပြောလိုက်တယ်ဂျင်ဟီလည်းအားကုန်တုံးပြီးရိုက်နှက်ရင်သူ့ရဲ့နာကျင်မှုတွေကိုပောက်ကွဲပစ်လိုက်တာပေါ့
အဆိုးဆုံးကတော့ဒါရိုက်တာကချင်းဟီပေးတဲ့လက်စာအတိုင်းသွားရှာပေးမယ်အဲ့ဒီမှာသူ့အဖေတို့မိသားစုမရှိတော့ဘူးတဲ့အဖေကသူ့ကိုအပီးပိုင်ဆွန့်ပစ်ဖို့အတွက်အိမ်ပါပြောင်းသွားခဲ့ပြီလေဒီသတင်းကိုကြားလိုက်ရတဲ့ချင်းဟီရဲ့ကဘာလေးဟာအစိတ်စိတ်အမွှားမွှားကွဲအပ်သွားတော့တာပဲသူဟာငှက်ကလေးရဲ့အုတ်ဂူစီပြီးသွားပြီးမြေကြီးတွေကိုပြန်တိုးတယ်ဒီနေ့မှာလူအားလုံးဖះเจ้าသွားသူသူတယောက်တည်းကြံနေတဲ့အချိန်မှာချင်းဟီကဒွင်းကြီးတွင်းတူးပြီးအဲ့ဒီထဲမှာကိုယ်တိုင်ဝင်အိတ်ကမြေကြီးတွေနဲ့ဖုံးအုပ်လိုက်တယ်သူကိုယ်တိုင်လည်းအဲ့ဒီငှက်ကလေးလိုပဲဒီလောကကြီးကနေပျောက်ကွယ်သွားခြင်းခဲ့တာပေါ့ဒါပေမဲ့အသက်ရှူရခက်လာတဲ့အခါမှာတော့မြေကြီးတွေကိုဖယ်ထုတ်ပြီးပြန်ထွက်လာခဲ့ရတယ်ကိုယ့်အသက်ကိုအဆုံးစီရင်ဖို့ဆိုတာကလေးတယောက်အတွက်မလွယ်ကူပါဘူးအဲ့ဒီနောက်ပိုင်းမှာတော့ဂျင်ဟီလေးဟာလုံးဝပြောင်းလဲသွားတယ်အရင်လိုကြီးမကြတော့ပဲငြိမ်သက်သွားတာနိုင်ငံခြားဇနီးမောင်နှံတာသူ့ကိုမွေးစားခြင်းနဲ့ဆိုတော့လေသူကလက်ခံလိုက်တယ်ဘိုမိုကသူ့အတွက်အဝတ်အစားတွေပြင်ပေးနေတော့ဂျင်ဟီကတချင်းတစ်ပုတ်ဆိုပြတယ်သမီးတင့်ကိုဘလောက်ချစ်ခဲ့တယ်ဆိုတာတင်ပေတို့မှသိမှာမဟုတ်ဘူးနောက်ကျမှတင်နောင်တကြလိမ့်မယ်ဒါပေမဲ့တင်ဝမ်းနေတဲ့အခါမှာသမီးနာမည်ကိုခေါ်လိုက်ပါသမီးတင့်တွေမှာရှိနေပြီမယ်တဲ့ဒီတချင်းကဘသူ့အတွက်စူးနေတာလဲဆိုတာဘိုမိုလည်းသိနေတာပေါ့နောက်ဆုံးဂျင်ဟီဂေဟာကနေထွက်ခွာရမယ့်နေ့ရောက်လာပြီအားလုံးနဲ့စူပေါင်းတပ်ပုံရိုက်တော့မှဂျင်ဟီမနာမှာအဖေစပိန်နောက်မှာလိုက်တုံးကလို့အပြုံးမျိုးလေးပြန်တွေ့ရတော့တယ်သူဟာနာကျင်မှုတွေကိုအဲ့ဒီမြေတွင်းထဲမှာမြုပ်နှံခဲ့ပြီးလူတစ်အနေနဲ့ခရီးစတင်ခဲ့ပြီလေရင်ပေါ်မှာထိုင်နေရင်ဂျင်ဟီတယောက်အတိတ်ကအမတ်တရက်တွေကိုပြန်တွေးနေမိတယ်အခုတော့သူနဲ့သူ့အဖေဟာအမောင်ကျထဲမှာတယောက်ကိုတယောက်လွဲချော်သွားကြပြီလေးစိတ်ကိုရောက်တဲ့အခါမှာတော့ဂျင်းဟီရဲ့မျက်လုံးတွေကမိဘတစ်တွေကိုရှာနေတယ်လို့မိဘတစ်တွေကလည်းသမီးလေးကိုမျှော်နေကြတယ်ဒီနေရာကနေစပြီးဂျင်းဟီရဲ့ဘဝတစ်လေးစတင်ပါတော့တယ်ဒီဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီကြည့်ရှုအားပေးကြတဲ့တိလောင်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် like နဲ့ subscribe လေးလည်းလုပ်ပေးကြပါအောင်နော်အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါ